ဒီနေ့မှာတော့ကျွန်တော်တို့ပြည်သူ့ကျန်းမာရေးအတွက်တကယ်ကိုကြီးမားတဲ့စင်ခေါ်မှုတစ်ခုဖြစ်ပေမဲ့လူသိတတိမထားမိကြတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးသွားချင်ပါတယ်။အဲ့ဒါကတော့ကလေးတွေမှာဖြစ်တဲ့ TB ရောဂါအကြောင်းပါပဲ။တကယ်တော့ဒါဟာတိတ်တိတ်လေးနဲ့အန်တီရေပေးနေတဲ့ကျွန်တော်တို့အထူးဂရုပြုရမယ့်ရန်သူတယောက်လိုပါပဲ။ဒီအကြောင်းအရာကိုဆက်မသွားခင်မှာပေါမခအောင်ဖေးသခင်ရဲ့ဒီအမြင်လေးကိုတစ်ချက်ကြည့်ကြရအောင်။ TB ရောဂါတိုက်ဖြတ်ရေးဆိုတာအမြင့်ထက်ရှင်းထုတ်ပြဖို့ချီးပန်းမဟုတ်ပဲသူ့ကိုစီမံခန့်ခွဲပြီးအတူတကွရှင်တွဲနေထိုင်ကွမ်းဖို့ဆိုတဲ့ပို့ပြီးကြဲ့ပြန့်တဲ့ရှုထောင့်ကနေမြင်တက်ဖို့လိုတယ်ဆိုတာကိုဒါကမိမောင်းထုတ်ပြနေပါတယ်။ TB ယောဂဆိုတာတကယ်တော့တမိုင်းမတင်ပြီးခေတ်ကတည်းကရှိခဲ့တာပါ။ရှေးဟောင်းအီဂျစ်မမီရုပ်အလောင်းတွေမှာတော့သူ့ရဲ့ခြေရလက်ရာတွေကိုတွေ့ခဲ့ရပါတယ်။ဒါဒီမဲ့အန်အောစရာကောင်းတာကဒီလိုရှေးကြတဲ့ယောဂကိုကလေးတွေမှာရှားဖွေဖော်ထုတ်ဖို့ကြတော့ဒီနေ့ခေတ်မှာတော့အင်မတန်ခက်ခဲတဲ့စိန်ခေါ်မှုတွေအများကြီးရှိနေတော့မှာဆိုတော့ကလေးတွေမှာ TB ရောဂါရှာရတာဘာကြောင့်ဒီလောက်ခက်နေရတာလဲအဓိကအကြောင်းရင်းတွေကတော့သူ့ရဲ့လက္ခဏာတွေကတားမှန်ဖျားတာချောင်းဆိုးတာတွေနဲ့သွားတူနေတယ်ပြီးတော့ကလေးတွေကိုယ်ထဲမှာ TB ပိုးကတိတ်အများကြီးမရှိဘူးနောက်အရေးကြီးဆုံးကကလေးလေးတွေစီကနေတက်လစ်လိုမျိုးနမူနာရဖို့ကတော်တော်မလွယ်ဘူးလေဒါတွေကြောင့်ယောဂကဘာလဲဆိုတာတိတိကျကျပြော့ဖို့ခက်ပြီးယောဂရှာဖွေမှုတွေလွဲချော်ကုန်တောင်ပေါ့ဟုတ်ပါတယ်ဒီလိုယောဂရှာဖွေရေးမှာမတေချာမရေရာထင်နေတာကပြုထုကြမှာရေးမှာကြီးမားဆုံးအားနည်းချက်တစ်ခုဖြစ်လာပါတယ်။ဘာလို့လဲဆိုတော့ယောဂကိုရှာမတွေ့တော့ကုသမှုလည်းမပေးနိုင်ဘူး။အဲ့ဒီခါမှာကုသမှုမခံယူလိုက်ရတဲ့ကလေးတွေဟာကျမကြီးဆောင်ရှုပ်မှုနဲ့အဆက်ပြတ်သွားပြီးအတ္တရန်တွေနဲ့ရင်ဆိုင်ကြရတာပါ။တကဘာလုံးမှာတနစ်ကိုကလေးပေါင်းတက်တန်ဒီလောက်အများကြီး TB ရောဂါအသက်ကူးစက်ခံနေရတယ်လို့ခန့်မှန်းထားကြပါတယ်။ဒီကလေးတွေအားလုံးဟာပျော်ပျော်ရွှင်ရွှင်ကစားရမယ့်အရွယ်မှာဒီယောဂနဲ့တိတ်တဆိတ်တိတ်ပွဲဝင်နေကြရတာပါ။ကြာပြီမဲ့အန်အိုစရာကောင်းတာကဒီလောက်များလေကင်းကနန်းကြီးရှိနေပေမဲ့တကယ်တမ်းမှာတော့40%အောက်တနည်းအားဖြင့်36.5%ကိုပဲကျန်းမာရေးစနစ်တွေကတရားဝင်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒါကဘာကိုပြနေလဲဆိုရင်ကလေးအများစုကြီးဟာကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့အပြင်ဘက်ကိုရောက်နေတယ်ဆိုတာပါပဲ။ဒီကင်းကနန်းကတော့ပိုးပြီးတော့ရင်နာစရာကောင်းပါတယ်။ဒါကတနစ်ကို TB ရောဂါကြောင့်သေဆုံးနေရတဲ့အသက်9နှစ်အောက်ကလေးအရွယ်အတွက်ပါ။ပိုပြီးဝမ်းနည်းစရာကောင်းတာကတော့ဒီသေဆုံးမှုတွေရဲ့80%ဟာယောဂကိုသာစောစောသိပြီးကုသမှုခံယူနိုင်ခဲ့မယ်ဆိုရင်လုံးဝကာကွယ်လို့ရတဲ့အခြေအနေတွေဖြစ်နေတာပါပဲကဲဒီလိုအန်တီရီဝိုင်းနေတဲ့ကလေးတွေရဲ့အတွက်ဒီလိုပုံခွဲနေတဲ့ရန်သူကိုကျွန်တော်တို့ဘလို့နီးလန်းနဲ့ရှာဖွေနိုင်ကြမလဲဒီရေးကြီးတဲ့မိခွန်းကပဲကျွန်တော်တို့ကိုစမ်းသစ်တဲ့ဖြစ်ရှင်းနေတဲ့စီကိုဦးတည်ခေါ်ဆောင်တော့မှာပါကဲဒါဆိုရင်နောက်ပိုင်းမှာတော့ကလေး TB ယောဂရှာဖွေရေးကိုတစ်ခေတ်ဆန်းစီကြတဲ့တစ်ပံနည်းပညာအောင်မြင်မှုတွေအကြောင်းကိုကြည့်လိုက်ကြရအောင် Genesbet စစ်ဆေးမှုဆိုတာကတော့ TB ယောဂရှာဖွေရေးလောကမှာတကယ်ကိုတော်လန်ပြောင်းလဲမှုကြီးတစ်ခုပါပဲသူ့ကိုအရှင်မြင့် DNA စုံတော့တောင်လို့မြင်လို့ရပါတယ်သူက TB ပိုးရဲ့ DNA ကိုအမြန်ဆုံးရှာဖွေပေးနိုင်တဲ့အပြင်အရေးကြီးတဲ့ဆေးတစ်မျိုးကိုယင်ပါနေသလားမယင်ပါဘူးလားဆိုတာကိုပါတခါတည်းပြောပြနိုင်ပါတယ်ဒီစရာလေးကိုကြည့်လိုက်တာနဲ့GeneXpert ကဘလောက်တောင်ထူခြားတယ်လဲဆိုတာရှင်းသွားမှာပါစဉ်းစားကြည့်လေအရင်ကဆိုအဖြည့်သိဖို့2လပုံလလောက်စောင့်ရတဲ့ဟာကိုအခု2နိုင်လောက်နဲ့သိနိုင်ပြီဆိုတော့ဒါဟာအသက်ပေါင်းများစွာကိုကယ်တင်နိုင်တဲ့အပြောင်းလဲကြီးပေါ့ပြီးတော့ပိုးကုံရင်နည်းနည်းရေးရှိတာကိုတောင်သူကရှာတွေ့နိုင်မှာပဲအဲ့ဒီထက်ပိုကောင်းတာကတော့ GeneXpert Ultra ဆိုတဲ့နောက်ထပ် version အသစ်တစ်ခုထပ်ထွက်လာတာပါပဲသူကပို့ပြီးတော့အာရုံခံနေစွမ်းကောင်းလာတယ်1မီလီလီတာမှာ TB ပိုး16ကောင်လောက်ပဲရှိရင်တောင်ရှာတွေ့နိုင်တယ်ဆိုတော့ပုံတင်းကြီးပဲရှိတတ်တဲ့ကလေးတွေအတွက်တော့တကယ်လို့အားကိုးရတဲ့နည်းပညာတွေကိုထက်လာတာပေါ့ဟုတ်ပြီဒါဆိုရင်ဒီလိုအစစ်မြက်နည်းပညာတွေကိုမြန်မာနိုင်ငံရဲ့အမျိုးသားအဆင့်မဟာဗျူဟာထဲမှာတော့ဘလို့အသုံးချနေလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒီအတွက်မြန်မာနိုင်ငံမှာတောင်းနေတဲ့နီလန့်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ကလေးတွေစီကတက်လက်ရောက်ဖို့ခက်တဲ့ပြဿနာကိုဖြေရှင်းဖို့ကလေးတွေကိုမပင်ပန်းစေပဲအသက်8နှစ်အောက်ကလေးတွေစီကနေဝမ်းနမူနာကိုယူပြီးစစ်ဆေးတဲ့နီလန့်ကိုတုံနေတာပါဒီနေ့တခြားဆိုတော့နီးရလွတ်လင်းဆရာရှိပြီမြင်ခဏလေးစဉ်းစားကြည့်ပါဒီကလေးနေဟာအရင်နီလန်းနေနဲ့ဆိုလုံးဝရှာတွေ့မှာမဟုတ်ဖြစ်လွတ်သွားမဲ့ကလေးတွေလीရန်ကုန်မှာလုတ်ခဲ့တဲ့စမ်းသပ်လေးလောက်မှုတစ်ခုမှဝမ်းနမူနာတုံးတဲ့နီးနဲ့စစ်လိုက်တော့ဒီဟာခိုင်နှွမ်းတန်းယောဂရှိသူတွေကိုရှာတွေ့ခဲ့တယ်ဒါဟာဒီလီလန်းသက်ကတကယ်ထိရောက်ပြီးအသက်တွေကိုကေတင်နိုင်နေဆိုတာကိုတက်တည်ပြနေတာပါပဲကဲဒါကတော့မြန်မာနိုင်ငံမျိုးသား TB ယောဂတိုက်ဖြတ်ရေးစီစဉ်ကကလေးတွေအတွက်ချမှတ်ထားတဲ့အစင်းစင်လှုပ်ဆောင်ပုံပါပဲလက္ခဏာကြည့်မယ်နမူနာယူမယ် GeneXpert နဲ့စစ်မယ်အဖြေပေါ်မှုဒီကုသမှုချက်ချင်းစာမယ်ဒီလိုရှင်းလင်းပြီးစနစ်ကျတဲ့လုပ်ငန်းစဉ်ကြောင့်ကလေးတွေကိုအခြေမီကုသမှုပေးနိုင်ဖို့အများကြီးထောက်ခံကူပြုပါရယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ရှင်းစရမယ့်တိုက်ပွဲအကြောင်းကိုကြည့်ရင်းနဲ့ညီကုန်းချုပ်လိုက်ကြရအောင်
TB ရောဂါတိုက်ဖျက်ရေးမှာအောင်မြင်ဖို့ဆိုရင်ချင်းကပ်မှုနှစ်ခုလုံးကအရေးကြီးပါတယ်။တစ်ခုကနိုင်ငံတော်အဆင့်ကမ္ဘာအဆင့်မှာစနစ်တကျချမှတ်ထားတဲ့မဟာဗျူဟာတွေအတိုင်းလူအများကြီးကိုလွှမ်းခြုံနိုင်အောင်လှုံ့ဆော်တဲ့နည်းလမ်းမှာနောက်တစ်ခုကတော့ကလေးတစ်ယောက်ချင်းစီရဲ့တဦးချင်းအခြေအနေပေါ်မူတည်ပြီးအကောင်းဆုံးထိမဲ့ဆောင်ရွက်မှုကိုပေးတာပါ။ဒီနှစ်ခုကိုညီညီညွတ်ညွတ်လုပ်နိုင်မှတိုက်ပွဲကိုအောင်နိုင်မှာပါ။ နောက်ဆုံးမှာတော့ပါမောက္ခဦးဖေးထခင်ရဲ့ဒီစကားလေးကကျွန်တော်တို့ကိုအထူးက current ကိုပြန်မြင်စေပါတယ်ကျွန်တော်တို့ရဲ့ပန်းတိုင်အဆက်အမှန်ဟာယောဂပိုးကိုတက်ဖို့တက်မဟုတ်ပါဘူးဖြောင်းလာနေတဲ့လူတယောက်ကိုပြန်လေကြားမှရှိပြီးသူ့ရဲ့တာယာဝါရဲ့အကျိုးပြုနိုင်တဲ့လူတယောက်အဖြစ်ဘဝကိုပြန်လေရည်တည်နိုင်အောင်ကူညီပေးဖို့ပါပဲဒီလိုရှေးကြတဲ့ရန်သူကြီးကိုတိုက်ခိုက်တဲ့နေရာမှာနီးပညာရဲ့အကူအညီနဲ့ကလေးတယောက်ချင်းစီရဲ့အသက်ကိုကယ်တင်ရင်ကျွန်တော်တို့တဖြည်းဖြည်းအောင်ပွဲခံလာနေပါပြီဒီအတွေ့အကြုံကကျွန်တော်တို့ကိုတွေးစရာတစ်ခုပေးပါတယ်အဲ့ဒါကတော့နီးပညာကိုသုံးပြီးနောက်ထပ်ဘလို့ဖုံးကွယ်နေတဲ့ကျန်းမာရေးပြဿနာတွေကိုကျွန်တော်တို့ဆက်လက်ဖော်ထုတ်နေအောင်မလဲဆိုတာပါပဲ